ဒီလိုနေ့တိုင်းချက်လို့ရိုးဤသွားတဲ့ဟင်းတွေထဲမှာမုံလာပင်ပေါင်းနဲ့ငါးမကြီးရည်နဲ့အချင်းဟင်းလေးမပါသေးဘူးဆိုတာသင်သိပါသလားမသိသေးဘူးဆိုရင်တော့လွယ်လွယ်ကူကူနဲ့အိမ်မှာချက်စားလို့ရမယ်ငါးမကြီးရည်နဲ့မုံလာပင်ပေါင်းအချင်းဟင်းလေးလာပြီးမျှဝေပေးပါမယ်ခင်ဗျာမချက်ခင်မှာငါးမုံလာဥတို့ကိုအသင့်ပြင်ထားပါငါးဆိုလို့ရှိရင်လည်းစာစွန်းလေးနဲ့နှံ့အောင်နေတာပေးပါဆက်မဲ့အိုးလေးထဲမှာစီလေးအသင့်တင်ထက်စနွင်းလေးအနေတော့ထက်ညက်နေအောင်ထောင်းထားတဲ့ကြက်သွန်ပြူကြက်သွန်နီအစိမ်းမုတ်တို့ကိုတခါတည်းအနံ့မွေးသွားတဲ့အထိစီချက်လေးတက်ပေးပါမယ်ကဲအနံ့လေးမွေးလာပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့အရသာနေရတဲ့ကကရစ်ငါးတကောင်ကိုထည့်ချက်ပါမယ်ခင်ဗျာသူ့ကိုလည်းမီးလေးပုံမှန်လောက်နဲ့ငါးရဲ့အပြင်မှန်အသားလေးတွေတင်းကျုပ်သွားတဲ့အထိအဖုံးလေးအုပ်ပြီးခဏလောက်ချက်ပါမယ်အချိန်လေးအနည်းငယ်ကြာလာပြီဆိုလို့ရှိရင်မီးလေးကိုပိတ်ပြီးတော့အိုးလေးပြောင်းရပြီနော်တချို့ကတော့တခါတည်းလုံးချက်လေးရှိတယ်ကျွန်တော်ကတော့အခုလိုစီချက်လေးတက်ပြီးမှလုံးချက်လေးရှိပါတယ်အယိုးတွေကိုအောက်မှာထားပြီးတော့အရွက်လေးတွေကိုအလယ်မှာထားပါမယ်ခင်ဗျာပြီးလို့ရှိရင်ဥတွေကိုကြတော့အပေါ်ပိုင်းမှာထားပေးပါမယ်အရသာအသားမုတ်တွေထည့်မယ်ငပိရီကြိုလေးအတင်းတင်းထည့်စားလေးအနေတော်လောက်ထည့်ခရမ်းညင်သီးနှလုံးလောက်ထည့်စီချက်တတ်ထားတဲ့ငါးလေးတွေကိုလည်းအပေါ်ကနေထည့်ပါမယ်ခင်ဗျာငါးလေးတွေကြည်သွားမှကြောက်တယ်ဆိုလို့ရှိရင်တော့အခုလိုမကတ်ဦးလေးနဲ့စီချက်တတ်ပေးပါကဲရင်နွေးပူပူလေးထည့်ပါမယ်ရင်နွေးနဲ့ရေအေးချက်တာအရသာတူတူပဲလားဆိုတော့အရသာတူတူပါပဲခင်ဗျာရင်နွေးနဲ့ကအထားလဲပူခမ်းပါတယ်မီးလေးကိုဖွင့်မကြီးရိပ်အနစ်လေးအနေလောက်ထက်ဖုံးလေးလွန်အောင်ပိတ်ပြီးခဏလောက်ထပ်ချက်ပါမယ်ကဲအိမ်မှာဟင်းချက်ပြင်းတဲ့ချင်းမိတ်ဆွေတွေအတွက်ကြောင့်ဒီနေ့ကျွန်တော်ကိုယ်တိုင်ထုတ်လုပ်ထားတဲ့ product လေးတွေကတော့ငရန့်သားတုံးကျော်ငါးဗလာချောင်းကျော်ချင်ပေါင်ကျော်တရက်တီတနတ်အသင့်စားတသက်လွတ်နန်းကပီကျော်ပစွန်ကြောင့်ငံပြားရီကျော်ချက်တို့လည်းရှိပါတယ်ခင်ဗျာကဲအချိန်လေးကြာလာတော့ဟင်းအိုးလေးလည်းရသွားပြီဆိုလို့ရှိရင်တော့ဒီအချိန်မှာကျွန်တော်တို့ဟင်းအိုးရဲ့အပေါ့ငံအရသာလေးကိုမြည်ပြီးလို့ရပါတယ်ခင်ဗျာငါးလေးတွေကြေသွားမှကြောက်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဇွန်းနဲ့မမွေပဲနဲ့အိုးလေးကိုလောက်ခါပြီးအရသာလေးမြည်ပြီးလို့ရပါတယ်ဗျာငါးဟင်းချက်တဲ့အခါမှာသူနဲ့အလိုက်ဖက်ဆုံးအမွေးကြိုင်လေးကတော့နနံမင်လေးပဲဖြစ်ပါတယ်နနံမင်ကြတော့ကိုကြိုက်ရင်ကြိုက်သလောက်ထည့်လို့ရပါတယ်ဗျာနနံမင်လေးကိုခုလိုထည့်ပြီးသွားပြီဆိုတာနဲ့အဖုံးလေးကိုလောင်ပိတ်9မိနစ်လောက်ထပ်ပြီးတော့ချက်ပေးပါမယ်အချိန်နဲ့9မိနစ်ပြည့်သွားလို့ဟင်းအိုးလေးဖွင့်လိုက်ပြီဆိုလို့ရှိရင်တော့လုံးဝကိုအနံ့မွေးကြိုင်ပြီးတော့စားလို့အရန်အရသာရှိတယ်ငါးမုံလာပင်ပေါက်မကြီးရည်နတ်အချင်းဟင်းလေးသုံးဆောင်လို့ရပါပြီခင်ဗျာအချင်းဟင်းကိုဘာလေးနဲ့သုံးဆောင်မယ်ဆိုလို့ရှိရင်တော့အရသာလေးလေးရှိတယ်နန်းကပီးကြော်လေးနဲ့သုံးဆောင်မှာဖြစ်ပါတယ်ဗျာကဲဗျာစားကြမယ်နော်ဒီနေ့တော့ဘာလေးနဲ့စားမလဲဆိုလို့ရှိရင်အချင်းဟင်းနဲ့ live သုံးရတော့နန်းကပီးကြော်လေးနဲ့စားမယ်တော့ဘယ်ချင်းချက်ဒီကောင်ကမယိုးเนาะဒီဟင်းမျိုးကတော့အရေးတာဆွဲဆန်းစီပြန်လေးတာချက်အချင်းနဲ့စီပြန်နဲ့စားလို့အရန်လိုက်ကဲစားကြပါဦးဗျာမပြီးရတော့ဒီမျိုးတကြုံလေးကြိုက်နေတဲ့ထက်အဲ့မျိုးစားအရွက်တွေကတော့ကိုကြိုက်တဲ့အရွက်နဲ့တို့ပေါ့နော်ဒါတို့မှဟိုကတို့မှဆိုတော့ကျွန်တော်ကတော့အဲ့လိုတော့တတ်မှတ်ထားတာမရှိဘူးအရေးလေးစမ်းမယ်ဒါအရေးကျဲလို့လည်းပြောရမယ်အရေးကျဲစီပြန်ဟင်းပေါ့နော်ဖတ်ရရပါမွေးနော်အစကြိုက်တဲ့ညီကိုတွေအတွက်ဆိုလို့ရှိရင်တော့အခုလိုမြို့ဒီအတောက်တွေရပါတယ်ဒီဟင်းတူကလူ4ယောက်လောက်ဝစားရတယ်ဒီဥလို့ဆိုကြိုက်မှကြိုက်ဟုတ်လားဥ
မြောက်မှာလော်ကူရိုးရှင်းမြေအရသာရှိတဲ့မုံလာပင်ပေါက်လေးရယ်မကြီးရည်လေးနှက်ပြီးချက်စားကြည့်နော်တကယ်လို့မနှက်ဖန်စားမဆိုရင်ဒီညတွေကချက်တာအဲ့ဆိုလို့ရှိရင်မနှက်ဖန်မနှက်မှာပဲစားဟိုရန်ကောင်းတယ်ကျွန်တော်ချက်တယ်လို့မျိုးပေါ့ကျွန်တော်ဆိုညတွေကချက်ထားတယ်အခုမနေ့ကျွန်တော်ထပ်စားတယ်အရသာဘယ်လိုလဲဆိုတော့မုံလာဥထဲကိုလည်းအရသာဝင်တယ်အရွက်တွေထဲကိုလည်းအရသာဝင်တယ်အရန်ကောင်းတယ်ကဲတော့ကျွန်တော်ထောက်လုပ်ထားတဲ့နန်းကမီကြော်လေးနဲ့တွဲစားခြင်းနဲ့ဆိုလို့ရှိရင်လည်းကျွန်တော်စီမှာလာရောက်မှာယူလို့ရပါတယ်ခင်ဗျာကဲဒီနေ့တော့ကျွန်တော်သွားရအောင်နော် bye bye